Okay ဒီမှာဆိုလို့ရှိရင် Renault Adventure မှာရှိတယ်ကျွန်တော်တို့ဒီစားစရာတွေတောက်စရာတွေနဲ့တကယ်အမိုက်စား activity တွေကိုဒီမှာကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ရွေးလို့ရတယ် order limit တွေပါတွေဖြတ်လို့ရတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဘယ်လို activity တွေရှိလဲဆိုတာကိုကျွန်တော်တို့ချက်လိုက်ကြည့်မယ် Okay let's wait yeah Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အစားအသောက်တွေပေါ့နော် snack line ရှိတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ထမင်းနဲ့တွဲစားလို့ရတဲ့ဟာတွေကြော်လော်တွေအတုပ်တွေရှိတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် Italian soda နဲ့ပတ်သက်တဲ့အေးတွေရှိတယ်နောက်တစ်ခု ice cream ရေခဲမုတ်တွေအစုံရှိတယ်ပြီးတော့တခြားတောက်စရာတွေ other drink ရှိတယ်နောက်တစ်ခုကကျတော့ဒီ Renault Adventure ရဲ့တကယ်အမိုက်စားပရိသတ်တွေဒီမှာရှိတဲ့ customer တွေကိုလာရောက်လည်ပတ်သူတွေကိုဆွဲဆောင်မှုအရှိဆုံးဖြစ်တဲ့activity ဒီမှာဆိုလို့ရှိရင်တကယ်မိုက်စားကျွန်တော်တို့မြှားပစ်တဲ့ဟာတွေပြီးတော့ရေပေါ်မှာကျွန်တော်တို့ floating လုပ်တဲ့ဟာတွေနောက်တစ်ခုကကျတော့ ATV bike riding လုပ်တဲ့ဟာတွေတကယ်အမိုက်စားတွေခဏနေကျွန်တော်တို့ ਨੇ တစ်ဖွဲ့လုံးကျွန်တော်တို့ဝစား red chain ပြီးတာနဲ့တစ်ဖွဲ့လုံးကျွန်တော်တို့သွားမှာဖြစ်ပါတယ် okay